ကဲဘရိုတို့အတွက်စောင်းကြမြိုင်ကဗဟိနိခုနှစ်ခုကျွန်တော်ခုပဲပြောပြပေးပါမယ်ပထမတက်မှာပဲရှိရဒီဗဟိနဲ့စကားတော့ပြလိုက်ပါဒီကပြလေးရကိုကြိုက်တာလေးကိုဆွဲလိုက်ရုံပါပဲပြီးသွားရင်စကားထပ်ပြောအောင်မယ်ပြီးသွားရင်တော့ဘင်းဖြစ်သွားတယ်နောက်တစ်ခုကဒီဆော့ချောချောလေးနဲ့ဂီတာလေးနဲ့ကောင်မလေးနဲ့ဟောသွားမယ်ပြီးသွားရင်သူဒီနဲ့ဂီတာကိုလူပြီးတော့တီးမယ်တီးတဲ့မတီးတဲ့ရှောက်ပြီးတော့တီးမယ်မတီးတဲ့နောက်ဆုံးတော့အောင်ပေးလိုက်ပါတယ်နောက်တစ်ခုကအဲ့ဒီလိုကြားလေးကိုလူပြီးတော့တွေးမယ်ပြီးသွားရင်ပကြီးကားကိုဖတ်တတ်တယ်လို့မဖတ်တတ်တယ်လို့ရှောက်ပြီးတော့ဖတ်မယ်ပြီးသွားရင်ကောင်မလေးကိုစကားပြောမယ်အဲ့ဒါဆိုဒီတစ်ခုကပြီးသွားပါပြီနောက်တစ်ခုကဒီပထမတက်မှာပဲရှိရဲ့အဲ့ဒီကခုံနဲ့ကောင်မလေးနဲ့တူတူဂိမ်းကစားမယ်ဒီကလည်းရမ်းလွယ်ပါလေဝိုင်းသေးလေးကိုဝိုင်းကြီးလေးကိုဝင်အောင်ထားမယ်နှစ်ခါတော့ကလာရွှေ့လိုက်တော့တော့နောက်တစ်ခုကတော့ကကျင်ချင်းမကကျင်ချင်းဒီဘဲနဲ့တူတူကမှာပါဒီတစ်ခုကတော့ရမ်းလွယ်ပါတယ်ဒီကောင်မလေးနဲ့စကားတော့ပြောလိုက်ရပါမယ်နောက်ဆုံးတစ်ခုကတော့ဒီပစ္စည်းလေးကိုခိုးရပါမယ်ခိုးပြီးသွားရင်ပေါ်တရအခန်းလေးကိုနောက်ဘက်ကနေဝင်ရပါမယ်ဒါဆိုရင်ဗဟိနိခုနှစ်ခုကပြီးသွားပါပြီကျန်တာလေးရတော့ဒီရောင်စင်တန်းလေးတွေကိုတွတ်ထိလိုက်ရပါမယ်ဒါတော့ကျောင်းမှာဆောင်းဝဲဖြစ်ခဲ့တဲ့အတိုင်းဘေဘဲနဲ့ညာဘေမေးခွန်းလေးတွေကို match လုပ်ပြရမှာပါဒါဆိုရင်တော့ဒီ quiz ကပြီးတော့ပါပြီအဲ့လိုမျိုး quiz တွေကိုဖြည့်တယ်ဆိုရင်တော့ level 9တက်ပါတယ်